ရာတစေကိုခုမြောက်သောစာလန်ခိုင်ငယ်တိကနေ20ထာဝရဘုရား၏တရားလမ်း၌ထာဝရဘုရား၏တရားနဲ့မလွဲမသွေတော်သူတို့သည်မင်္ဂလာရှိကြ၏တည်ခံတော်မူချက်ကိုတည်ခံတော်မူချက်ကိုစောင့်တော်သူသည်တည်ခံတော်မူချက်ကိုစောင့်တော်သည်မင်္ဂလာရှိကြ၏ထိုသူတို့သည်သူစရက်ကိုမပြိုအန်ကြီးတော်၌လိုက်သွားတတ်ကြ၏တို့အန်ကြီးတော်၌လိုက်သွားတတ်ကြ၏ကျွန်ုပ်တို့သည်ကျွန်တော်တို့စ조사ရေးခြင်းဖို့ရာကိုတော်သည်ဩဝါဒပေးတော်မူပြီကိုရော၏ထောင်ပွဲများကိုစောင်းနိုင်ပါမည်အကြောင်းကျွန်ုပ်သည်လမ်းပြောင်းပါစေသောကျွန်ုပ်သည်ပညာတော်လုံးစုံတော်ထားသောအခါကျွန်ုပ်သည်ပညာတော်လုံးစုံတော်ကိုထောက်ထားသောအခါထောက်ထားသောအခါကြောက်ခြင်းနဲ့ကင်းလို့ရပါ၏ကြောက်ခြင်းနဲ့ကင်းလို့ရပါ၏ကျောင်းမဲ့စွာစီရင်တော်မူချက်များကိုကျောင်းမဲ့စွာစီရင်တော်မူချက်များကိုကျွန်ုပ်လေးချက်ပြီးမှဂုဏ်တော်ကိုပြောင်းတပေါင်းနဲ့ချီးမွမ်းပါမည်ကိုရော၏ထုံပွဲများကိုစောင်းပါမည်ကျွန်ုပ်ကိုချစ်ချင်းဆုံးပြတော်မူပါနဲ့လူပြိုဒီမမီသွားသောလမ်းကိုအဘေတို့တန်းရှိစေနိုင်ပါမည်နေဟုမျိုးကနောက်ကပတ်တော်အတိုင်းတတိပြိုရမည်ကျွန်ုပ်သည်ကိုရောကိုစိန်လို့အကျွမ်းမဲ့ရှာပါ၏ပညာတော်လမ်းမှလွေးစေတော်မူပါနဲ့ကိုရောကိုပြမပဲနေနိုင်မည်အကြောင်းပြရတော်ကောလုံးတပါတော်ထားပါပြီအိုထာဝရဘုရားကိုရောတင်မင်္ဂလာရှိတော်မူ၏အထောဝေတော်တို့၌ကျွန်ုပ်အထောဝေတော်တို့ကိုကျွန်ုပ်၌တွင်တင်တော်မူပါတော်ဝေတော်ကျွန်ုပ်ကိုတွင်တော်ဝေတော်၌ကျွန်ုပ်ကိုတွင်တင်တော်မူပါထောဝေတော်၌ကျွန်ုပ်ကိုတွင်တင်တော်မူပါကျွန်ုပ်ကိုတွင်တင်တော်မူပါတော်စင်တော်ကျွန်ုပ်ကိုတော်ဝေတော်၌ကျွန်ုပ်ကိုတွင်တင်တော်မူပါကျွန်ုပ်ကိုတွင်တင်တော်မူပါကျွန်ုပ်ကိုကျွန်ုပ်ကိုတွင်တင်တော်မူပါမစင်တော်မူရနှုတ်တော်အတွက်အလုံးစုံစင်တော်များတော်အတွက်အလုံးစုံတို့ကိုကျွန်ုပ်ဒီကိုယ်တော်နဲ့ဟောပြောပါ၏ကျွန်ုပ်ဒီကိုယ်တော်နဲ့ဟောပြောပါ၏ခတ်သိမ်းသောစီစဉ်ဥစ္စာကိုခတ်သိမ်းသောစီစဉ်ဥစ္စာကရပြီးတကယ်လက်တေခံတော်မူရလန်းတို့လက်တေခံရမရဝမ်းမြောက်ပါ၏ဝမ်းမြောက်လက်တေခံရလန်းတို့ဝမ်းမြောက်လက်တေခံတော်မူရလန်းတို့ဝမ်းမြောက်ပါ၏လက်တေခံတော်မူရလန်းတို့ဝမ်းမြောက်ပါ၏လက်တေခံတော်မူရလန်းဝမ်းမြောက်ပါ၏လက်တေခံတော်မူရလန်းတို့ဝမ်းမြောက်ပါ၏လက်တေခံတော်မူရလန်းတို့ဝမ်းမြောက်ပါ၏လက်တေခံတော်မူရလန်းတို့ဝမ်းမြောက်ပါ၏ပေတော်မူသောဩဝါဒကိုစင်ကြယ်လန်းကြီးတော်တို့ကိုကျေးဇူးပါ၏လန်းကြီးတော်အထောအပွဲလန်းကြီးတော်တို့ကိုကျေးဇူးပါအထောအပွဲတော်နိုင်မလျောပါ၏ပညာတော်နိုင်မလျောပါ၏နှုတ်ကပတ်တော်ကိုမမတ်ပေးမနေပါနှုတ်ကပတ်တော်ကိုမမတ်ပေးမနေပါကိုတော်ဤကျွန်ဒီအသက်ရှင်၍ကိုတော်ဤကျွန်ဒီအသက်ရှင်နှုတ်ကပတ်တော်ကိုစောင့်နိုင်မည်အကြောင်းယေရှုပြုတော်မူပါတရားတော်နဲ့အပွေတော်ရာတော်ကိုမြင်နိုင်မည်အကြောင်းတရားတော်နဲ့အပွေတော်ရာတော်ကိုမြင်နိုင်မည်အကြောင်းကျွန်ုပ်၏မျက်စိတို့ကိုဖွင့်တော်မူပါကျွန်ုပ်၏မျက်စိတို့ကိုဖွင့်တော်မူပါကျွန်ုပ်ဒီမြေကြီးပေါ်မှာအေးတည်ဖြစ်ပါ၏ပညာတော်လုံးစုံပညာတော်တို့ကိုဝတ်ထားတော်မူပါနဲ့စီရင်တော်မူချက်တို့ကိုစီရင်တော်မူချက်တို့ကိုစီရင်တော်မူချက်တို့ကိုအစင်မပြတ်တောင်းတသောအပြင်ကျွန်ုပ်
ကျွန်တော်စိတ်နှလုံးကျွန်တော်ကြွယ်လျက်ရှိပါ၏အာမင်